verb လေးတစ်လုံးကိုသိတာနဲ့စာကြောင်းတွေအများကြီးပွားပြီးတော့ပြောလို့ရေးလို့ရပါတယ်ဒီနေ့အဲ့ဒီနည်းလေးကိုကျွန်တော်ဝေမျှပေးပါမယ်ထားပါတော့သင်တယ်စာဖတ်တယ်ဆိုတဲ့ verb လေးပေါ့ read read okay မင်းစာဖတ်သင်တယ်ကွာဆိုဘယ်လိုသုံးမလဲသင်တယ်ဆိုတဲ့အရာလေးနဲ့တွဲလိုက်ပေါ့သင်တာဒီ should okay you should read ဒါဆိုမင်းစာဖတ်သင်တယ် you should read မင်းစာဖတ်သင်တယ်သင်တာနဲ့သဘောတရားချင်းတူတဲ့ဟာလေးနောက်တစ်ခုရှိပါသေးတယ်အကြံပေးတဲ့နေရာမှာအင်မတန်သုံးများပါတယ် had better okay you'd better read okay ဒါမျိုးပေါ့နော်နောက်တစ်ခုကတော့တက်တယ်တစ်ခုခုလုံးတတ်တယ်တစ်ခုခုလုံးနိုင်တယ်ထားပါတော့ကျွန်တော်စာဖတ်တတ်တယ်ဒါဆိုဘာနဲ့သွားမလဲတက်တယ်ဆိုတဲ့စကားလုံးလေးနဲ့တွဲသွားလိုက်ပေါ့ can can သို့မဟုတ် could could read okay နိုင်တယ်တက်တယ်ဒါဆိုရင် can could နဲ့သွားတယ်သို့မဟုတ်ကျွန်တော်တို့ဘာနဲ့သွားလို့ရလဲ be able to နဲ့သွားလို့လည်းရတယ် be able to ဆိုတာလည်းနိုင်တယ်ဟုတ်ပြီနော် be able to read ထားပါတော့ I'm able to read ကျွန်တော်စာဖတ်တတ်ပါတယ်ဒီလိုမျိုးဟုတ်ပြီနော်နောက်တစ်ခုမဲငါစာဖတ်မယ်ကွာအခုတော့မဖတ်သေးဘူးစာဖတ်မယ် okay future တစ်ချိန်မှာကျွန်တော်တို့ပြောတဲ့စကားအဲ့ဒါဆိုရင် will read I will read okay ငါစာဖတ်မယ်ငါစာဖတ်တော့မလို့ဟေးစာဖတ်မလို့အဲ့ဒါဆိုရင်ဘာနဲ့သွားမလဲအဲ့ဒါဆိုရင် be going to နဲ့တွဲလိုက်ပါ be going to read I ဆိုရင် I'm going to read ပေါ့ they ဆိုရင် they are going to read ပေါ့ဒါမျိုးဟုတ်ပြီနော်နောက်တစ်ခုကချင်တယ်စာဖတ်ချင်တယ်ကွာချင်တယ်ဆိုရင်တော်တော်များများသိနေပါပြီ want to read want to လေးနဲ့တွဲလိုက်ပေါ့ I want to read စာဖတ်ချင်တယ်စာဖတ်စေချင်တယ်ဟေးငါမင်းကိုစာဖတ်ချင်တယ်ဆိုစာဖတ်စေချင်တယ်ဆိုရင် one object ဟုတ်တယ်နော်အဲ့ဒါဆိုရင် I want you to read ငါမင်းကိုစာဖတ်စေချင်တာကွာဒါကကိုဖတ်ချင်တာဒါကသူများကိုဖတ်စေချင်တာဟုတ်ပြီနော်ကိုဖတ်ချင်တာဆို want to သူများကိုဖတ်စေချင်တာဆို one object to ဒါလေးပဲနောက်တစ်ခုရမယ်စာဖတ်ရမယ်ဟေးအဲ့ဒါဆိုရင် you must read သို့မဟုတ် you have to read I have to read အဲ့တော့ must နဲ့ have to နဲ့ပါကွာလဲဆိုတော့ကျွန်တော်ရှင်းထားတဲ့ဗီဒီယိုလေးရှိပါတယ်နောက်တစ်ခုကတော့ဖို့လိုတယ်မင်းစာဖတ်ဖို့လိုတယ်ဟောင်းကြီးအဲ့ဒါဆိုရင် you need to read ဒါပဲဟုတ်ပြီနော်စာဖတ်လိရှိခဲ့တယ်ငါအရင်ကစာဖတ်လိရှိခဲ့တယ်ကွာဆိုတော့ကခုတော့မဖတ်တော့အရင်ကဖတ်ခဲ့တယ်ဒါမျိုးပြောတာအဲ့ဒါဆိုရင်ဘာလဲ used to read I used to read စာဖတ်တာနဲ့အသားကျနေပြီ okay အစတော့အလေးချင်းမရှိသေးဘူးသို့တော့ဖတ်ရင်နဲ့အကျင့်ရနေပြီဒီလိုမျိုးအဲ့ဒါဆိုရင်ကြတော့ be used to verb ing အဲ့တော့ reading be used to reading အဲ့တော့ I ဆိုရင် I am used to reading okay ငါစာဖတ်တာနဲ့အသားကျနေပြီဒါမျိုးပြောတာဟုတ်ပြီနော် be used to plus verb ing နောက်တစ်ခုကတော့မနေနိုင်ဘူးတစ်ခုခုမလုံးဝရင်မနေနိုင်ဘူးငါစာမဖတ်မနေနိုင်ဘူးကွာအဲ့ဒါဆိုဘယ်လိုသုံးလဲအဲ့ဒါဆိုရင်ကြတော့ can't help verb ing အဲ့တော့ I can't help readingငါစာမဖတ်ပဲမနေနိုင်ဟုတ်ပြီနော်ဒီလိုမျိုးပေါ့နောက်တစ်ခုကတော့ရဲတယ်တစ်ခုခုလှုပ်ရဲတယ်ပြောရဲတယ်ဆိုရဲတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာနဲ့တွဲသုံးလေးရှိတော့ dare to နဲ့တွဲသုံးလေးရှိပါတယ်ထားပါတော့ I dare to do something ကတခုခုလုပ်ရဲတယ် I dare to say something ကတခုခုပြောရဲတယ်ဒီလိုမျိုးအဲ့ဒါဆိုရင်ကျွန်တော်တို့က dare to နဲ့ကျွန်တော်တို့တွဲသုံးလေးရှိပါတယ်အဲ့တော့ဒီ verb တစ်လုံးကိုပွားလို့ရမယ်အသုံးလေးတွေအားလုံးကိုရမယ်ထင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်